ဟိုးရှိရှိတုန်းကဟိမဝင်တာတော်ကြီးထဲမှာစက်တန်လို့ခေါ်တဲ့အိုင်ကြီးတအိုင်ရှိခဲ့ဘူးတဲ့အဲ့ဒီအိုင်ကြီးကိုအမိပြုပြီးဖျားလောင်းစက်တန်စင်မင်းကြီးဟာမိဖုရားနှစ်ပါးနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်။တနေ့မှာစင်မင်းကအင်ဂျင်ပန်းကိုစင်မီဖျားတို့အပေါ်သို့ကျဲဖြန့်လိုက်တဲ့အခါဆူလာတုဘတ်တာအပေါ်သို့ကျသောအင်ဂျင်ပန်းတို့၌ခါကျင်ပါသားလျာဆူလာတုဘတ်တာကစင်မင်းကသူ့ကိုမဟာတုဘတ်တာလောက်မချစ်ဘူးဆိုပြီးအညှိုးထားလေတော့သည်ဆူလာတုဘတ်တာသည်လူဘဝသို့ရောက်တဲ့အခါဘာယနတိမင်းကြီး၏မိဖုရားဖြစ်ခါကတ်တန်စင်မင်းကိုရန်ညှိုးမပြေသည့်အတွက်စင်မင်း၏ဆွဲတော်ကိုနှောင်းလုံး၍ပန်လိုပါသည်ဟုမင်းကြီးအားလျှောက်တင်လေသည် Yes. ဒါနဲ့မင်းကြီးလည်းတောလုံးတရမုတ်ဆိုးကိုစက်တန်စင်မင်းဤဆွဲတော်ကိုဖျက်ယူရန်ဆေလွတ်လိုက်ပါတော့တယ်။မုတ်ဆိုးသည်မိဖုရားကြီးညွှန်ကြားအပ်သောခရီးစဉ်အတိုင်းစင်မင်းရှိရာစက်တန်အိုင်ကြီးစီခရီးနှင်มาတော့တယ်။မုတ်ဆိုးကစင်မင်းနားနေတတ်တဲ့နေရာမှာဥမင်လှိုင်ကောင်းတူပြီးစင်မင်းလာတဲ့အခါမြားနဲ့ပြစ်ဖို့စောင့်နေပါတဲ့။စင်မင်းလာတဲ့အခါမုတ်ဆိုးသည်စင်မင်းကိုစိတ်လူးများဖြင့်ပြစ်လိုက်ပါလေရောကွယ်။စင်မင်းလည်းမြားတန်ရန်ကြောင့်အတန်ကျဲကျဲအော်ဟစ်ညညူတဲ့အခါတခြားစင်တွေကလည်းစင်မင်းရဲ့အော်တန်ကြောင့်ကြောက်ရွံ့ပြီးထွက်ပြေးကြတာပေါ့ကွယ်စင်မင်းဒီမုတ်ဆိုးကိုအကြောင်းဆောင်စုံစမ်းမေးမြန်းလိုက်တဲ့အခါဆူလာတုဘဒါမိဖုရားရဲ့ခိုင်းစင်ချက်ဆိုတာသိသွားတဲ့အခါမှာတော့အစွဲကိုဖျက်စေရန်ဥကောင်းတော်ကိုညှို့ပြီးပေးလိုက်ပါတဲ့မုတ်ဆိုးလည်းစင်မင်းရဲ့အစွဲကိုလွှမ်းနဲ့တိုက်ဖြတ်ပေမဲ့မရတာကြောင့်စက်တန်စင်မင်းကသူ့ကိုယ်တိုင်လွှမ်းနဲ့တိုက်ဖြတ်ပေးလိုက်ပါတဲ့ဒီလိုနဲ့တောလုံးတရမုတ်ဆိုးလည်းအစွဲကိုယူပြီးနန်းတော်သို့ပြန်ခဲ့တာပေါ့ကွယ်နန်းတော်သို့ရောက်ပြီးစက်တန်စင်မင်းရဲ့အစွဲကိုဆူလာတုဘဒါမိဖုရားကိုဆက်သလိုက်တဲ့အခါမိဖုရားကြီးရဲ့မှတ်ဉာဏ်မှာအတိတ်ကကြည်နူးစရာအချိန်တွေပြန်ပေါ်လာပြီးလွမ်းဆွတ်ကြေကွဲရင်ကွဲလာကြပြီးတေဆုံးသွားပါတဲ့ကွယ်